အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ AB 2ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့မနက်ဖြန် AB 3ရက်ပြည်ထောင်စုလွှတ်တော်မှာနိုင်ငံတော်သမ္မတရာထူးအတွက်စီစစ်တည်ပြုမဲ့အကြောင်းကိုဝေမျှပေးချင်တာဖြစ်ပါတယ်မနက်ဖြန် AB 3ရက်နေ့မှာကျင်းပမယ့်ပြည်ထောင်စုလွှတ်တော်မှာဒုတိယသမ္မတ3ဦးတွေကနေသမ္မတတဦးကိုရွေးချယ်သွားမှာဖြစ်ပါတယ်လက်ရှိမှာဒုသမ္မတ3ဦးအဖြစ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကဒေါ်နန်းနီနီအေးတို့3ဦးဟာဒုသမ္မတ3ဦးဖြစ်အမည်စင်းတင်သွင်းထားပြီးဖြစ်ပါတယ်။၎င်းတို့3ဦးတည်းမှာသမ္မတကိုမနက်ဖြန်ကျင်းပမယ်ပြည်ထောင်စုလွှတ်တော်မှာရွေးချယ်သွားမှာဖြစ်ပါတယ်။ကျန်ဒုတိယသမ္မတ2ဦးကိုတော့ရရှိတဲ့မဲနှမ်းများပေါ်မူတည်ပြီးဒုသမ္မတ1ဒုသမ္မတ2အဖြစ်ရွေးချယ်အတည်ပြုသွားမှာဖြစ်ပါတယ်။သမ္မတနဲ့ဒုသမ္မတများကိုရွေးချယ်ပြီးနောက်ပိုင်းမှာတော့ပြည်ထောင်စုအစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုစစ်အဖွဲ့အစည်းများကိုဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်